အမေရိကန်နိုင်ငံမှာခေါင်းဆွဲရောက်နေရတဲ့အာဇာနည်ကိုခုလိုမထင်မှတ်တဲ့စကားတကွန်ပြောလိုက်တဲ့ဖြူဖြူကျော်သိန်းဘဝဆိုတာနေမြင့်တကြတွေနဲ့ဖွဲ့စည်းထားတဲ့ပင်လယ်ပြင်တစ်ခုပါပဲလို့ပြောရင်အာဇာနည်ကတော့ဒီလိုင်းတဘိုးတွေကိုရဲရဲဝံ့ဝံ့ဖျက်ကျော်နေသူလို့ဆိုရမှာပါအာဇာနည်ကအချိန်အားမြန်မာပြည်ရဲ့ဂီတစင်မြင့်ထက်မှာသူဟာဘရင်တစုပါတခြင်းတဘောဆိုရင်သိန်းဟာကြီးပွဲတစ်ပွဲဆိုရင်သိန်းထောင်ကြီးရရှိတဲ့ပြင်15မိနစ်စာဖြစ်ပေမှုအတွက်တင်ဒေါ်လာထောင်ပေါင်းများစွာကိုအသာလေးပိုင်ဆိုင်နိုင်ခဲ့တဲ့ထိပ်တန်းစတာတူဖြစ်ခဲ့တာပါဒါပေမဲ့အခု2026ခုနှစ်မှာတော့ထိုလက်ခုပ်တန်းကြားကဘဝကနေအမေရိကန်မြေကရမန်ခောက်ဆဲဆိုင်လေးတစ်ဆိုင်ရဲ့မိဖို့ကြောင့်လေးကိုရှောက်သွားခဲ့ပါပြီ။အမေရိကန်နိုင်ငံရဲ့စားတောက်ဆိုင်တစ်ခုမှာစပုံမိုးကိုပြေချွေးတလုံးလုံးနဲ့ပကံစေဟင်းရွက်တင်နေတဲ့အာဇာနည်ရဲ့ပုံရိပ်တွေဟာပရိသတ်တွေကိုတော်လေးစင်မကောင်းဖြစ်စေခဲ့ပါတယ်။ကြားရမကားသေးပါဘူးမိသားစုတွဲဆိုရင်ဒလီပိုးတဲ့အလုပ်အမိုက်သိန်းနဲ့ပလင်းကုံကောက်တဲ့အလုပ်တွေကိုပါကိုတိတ်ခါကိုအရင်မတီပဲနဲ့ရိုးသားစွာလုပ်ကိုင်းနေတာပါမြန်မာပြည်မှာလေအေးပေးဆက်အောင်မှာတချင်းဆူနေတဲ့ဘဝကနေအခုလိုခက်ခဲကြမ်းတဲ့အလုပ်ကျန်းတွေကိုလုပ်ကိုင်းဖို့ဆိုတာတာမယ်မာနာရှိတဲ့သူတယောက်တွေမလွယ်ကူပါဘူးဒါပေမဲ့အာဇာနည်ကတော့ဆိုတော့ဆိုတဲ့ဂုံဘုတ်ကိုဘေးဖယ်ပေးဟာကင်ဆိုတဲ့တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်နေတာဖြစ်ပါတယ်ဒီလိုအာဇာနည်ရဲ့ဘဝရုံးကပ်မှုကိုမြင်တွေ့ရတဲ့အခါမှာသူ့ရဲ့နုပညာမောင်နှမတူဖြစ်တဲ့ပြူကျော်သိန်းဟာသူမရဲ့ရှင်တွေကခန်းစားချက်တွေကိုခုလိုထုတ်ဖော်ပြောကြားလာခဲ့ပါတယ်အကိုကိုအရှင်လိုအာဇာနည်ဆိုတဲ့နေရာမှန်မှာပြန်မထားပေးနိုင်တာနဲ့အတော့ကိုအာနာဖို့ကောင်းနေပါပြီ။ဖြူကျော်သိန်းရဲ့ဒီစကားတခွန်းဟာနုပညာလောကသားတွေရဲ့ကိုစားရောပြည်တွင်းကအမာခံပရိသတ်တွေရဲ့ကိုစားပါတောင်းပန်တဲ့တလို့ခန်းစားရစေပါတယ်။အနုပညာရှင်တယောက်ကိုသူ့ရဲ့ထိုက်တန်တဲ့စင်မြင့်ထက်မှာမမြင်တွေ့ရပဲအလုတ်ကျန်းနေနဲ့မြင်တွေ့ရတာဟာပရိသတ်တွေတော်တော်ကြီးမားတဲ့ရှင်ဘက်နာကျင်မှုတစ်ခုပါပဲ။ဘာပဲဖြစ်ဖြစ်အာဇာနည်ရဲ့မျက်နှာမှာနောင်တရရိတ်တွေအားငယ်ရိတ်တွေမရှိဘဲတင်းငင်နေတာကိုကြည့်ချင်းအပြင်သူဟာသူ့ရဲ့ရွေးချယ်မှုပေါ်မှာယုံကြည်မှုအပြည့်ရှိနေတာကိုပြသနေပါတယ်။အမေရိကန်ရဲ့အိစိမ့်တဲ့ရာသီဥတုအောက်မှာနိုင်ပေါင်းများစွာမတည့်ရက်ပြီးအလုပ်လုပ်ရတာဟာတာမန်သူတွေတောင်မောဟရတဲ့ကိစ္စပါ။ဒါပေမဲ့မိသားစုတွေဆိုရင်ဘလို့လုံးမျိုးကိုမဆိုရဲရဲဝံ့ဝံ့လောက်ကင်ပြနေတဲ့အာဇာနည်ကအိမ်တော်ဦးစီကောင်းတဦးရဲ့ပြရုပ်ပါပဲ။ဘာပဲဖြစ်ဖြစ်မိသားစုနဲ့တူနေတာကိုမြင်ရတာကတကယ့်ကိုကြည်နူးစရာကောင်းလာပါတယ်ရှင်။ဒါချက်တဲခက်ခဲနေတဲ့2026ခုနှစ်မှာမာနကိုရင်းတည်နေတဲ့အတွက်ရောဘဝကိုရှုံးပေးခြင်းတဲ့သူတွေအတွက်ပါအကြီးမားဆုံးခွန်အားတစ်ခုဖြစ်စေပါတယ်။အာဇာနည်ကအရှင်ကားတက်ပို့ပြီးတော့လေးစားစရာကောင်းတဲ့သူရဲ့ကောင်းတရားဖြစ်နေပြီလို့ဆိုကြပါတယ်။တချင်းဆိုနေတဲ့အာဇာနည်ဘဝအခုလိုပလင်ကောက်ပကံစေးပြီးမိသားစုကိုလှုပ်ကြွေးနေတဲ့အာဇာနည်ကိုတော့ပရိသတ်တွေကုန်နေကြတာပါ။ဖြူကျော်သိန်းပြောသလိုပဲအာဇာနည်ကိုကြည့်ပြီးစိတ်မကောင်းဖြစ်ရပေမဲ့လေးစားစရာပါပဲ။ကဲပရိသတ်ကျူတို့ရောအမေရိကန်မှာကြုံရကြပန်းအလုပ်ကျန်းတွေလုပ်ကိုင်းရင်မိသားစုကိုကျွေးမွေးနေတဲ့အာဇာနည်ရဲ့ဘဝခီးကျန်းပေါ်ဘလို့မြင်ကြလဲဖြူကျော်သိန်းရဲ့စကားလေးပေါ်ရောဘလို့ခံစားမိလဲမိမိရဲ့အမြင်လေးကိုလည်းပြောသားပေးခဲ့ကြပါအောင်ရှင်ကျေးဇူးအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်အားလုံးပဲအာဇာနည်လိုခံပါတဲ့စိတ်ဓာတ်နဲ့ဘဝကိုအောင်မြင်စွာရင်ဆိုင်နိုင်ကြပါစေရှင်